ဒီဗီဒီယိုကြည့်နေတဲ့မိတ်ဆွေရပါတော့မိမိရဲ့စီးရောင်ကကျွန်တော်အကြည်ရောင်ဖြစ်တာလားဒါမှမဟုတ်ကျွန်တော်နည်းနည်းဝါလားဒါမှမဟုတ်အရောင်ရင့်နေရလားဒါမှမဟုတ်ကျွန်တော်အပန်းရောင်ဒါမှမဟုတ်အနီရောင်တို့မဟုတ်ကိုလာရောင်ဖြစ်နေရလားပေါ့နော်ဒါမှမဟုတ်ကျွန်တော်စီးကနောက်ပြီးတော့ကျွန်တော်ကြီးကြီးလေးလေးမရှိရလားဒါမှမဟုတ်ကျွန်တော်စီးကအမြုပ်ထနေရလားပေါ့နော်စသဖြင့်မိမိရဲ့စီးရောင်ကဘယ်လိုမျိုးဆိုရင်ပုံမှန်တယ်ဘယ်လိုမျိုးဆိုရင်ကျွန်တော်အရေးကြီးတဲ့လက္ခဏာတွေဖြစ်ပေါ်နေရလဲဆိုတာနဲ့ပတ်သက်ပြီးတော့ဒီဗီဒီယိုမှာအသေးစိတ်ပြောပြလာမှာခင်ဗျာပထမအဆုံးအနေနဲ့လူတစ်ယောက်ရဲ့စီးရဲ့အရောင်ကပေါ့နော်ကျွန်တော်ဘယ်လိုမျိုးအရောင်ဖြစ်တင်တာလဲပေါ့နော်လူတစ်ယောက်ရဲ့စီးအရောင်ကကျွန်တော်အရန်ဖြူလို့လည်းမရပါဘူးကျွန်တော်အရန်ရင်းလို့လည်းမရပါဘူးဒီလိုမျိုးနည်းနည်းဝါတာပေါ့နော်ကျွန်တော် straw color လို့ခေါ်တာပေါ့နော်ကျွန်တော်အဝါနည်းနည်းလေးတန်းတဲ့ကျွန်တော်ဒီအရေးအကြီးအောင်ပေါ့နော်အဲ့လိုမျိုးဖြစ်ပါမယ်အကယ်၍တင်းရဲ့စီးအောင်ပေါ့နော်ဒီလိုမျိုး color ဖြစ်နေရဆိုရင်တော့မိမိတောက်တဲ့ရေနဲ့ခန္ဓာကိုယ်မှာလိုအပ်နေတဲ့ရေဓာတ်နဲ့ကျွန်တော်ပုံမှန်အနေထားမှာရှိနေရပေါ့နော်ကောင်းတယ်ဆိုတဲ့သဘောပါအဲ့လိုမဟုတ်ဘဲနဲ့မိမိရဲ့စီးရောင်ကကျွန်တော်အရန်ဖြူနေတဲ့အခါမျိုးမှာဆိုရင်တော့ဒါကမိမိကရေတောက်တာများသွားတဲ့အခြေအနေမျိုးဖြစ်နိုင်ပါတယ်ဒီလိုမျိုးလို့အတွက်အကြံပေးရမယ်ဆိုရင်တော့ကျွန်တော်ရေစာတဲ့အခါမှာကျွန်တော်ရေတောက်ဖို့အကြံပေးခြင်းပါတယ်ခင်ဗျာစီးရောင်ကဒီလိုမျိုးအကြည်ရောင်မဟုတ်ဘဲနဲ့ကျွန်တော်အရောင်ရင်းလာတဲ့အခါမှာဆိုရင်ပေါ့နော်ဒီလိုမျိုးရောင်ဖြစ်လာတဲ့အခါမှာဆိုရင်ခန္ဓာကိုယ်ကနေပြီးတော့ရေတက်လိုအပ်နေတယ်ဆိုတဲ့လက္ခဏာကိုပြသနေပါတယ်ဒီလိုအခြေအနေမှာဆိုရင်တော့ကျွန်တော်ရေများများတောက်ပေးဖို့လိုအပ်ပါတယ်အကယ်၍ရေကများများတောက်လို့မှစီးရောင်ကရင့်တဲ့ရင့်နေတော့မဲဆိုရင်တော့ကျွန်တော်သတိထားမှာအချက်တစ်ချက်တော့ရှိပါတယ်ကျွန်တော်ရဲ့အသေးမှာပြဿနာတစ်ခုဖြစ်နေရဆိုတဲ့သဘောပါဒါလေးတော့သတိထားမယ့်အချက်လေးပေါ့နော်ကဲနောက်ထပ်မိမိရဲ့စီးရောင်ကရင့်တာမဟုတ်ဘူးနော်ပေါ့နော်ဒီလိုမျိုးလိမ်မော်ရောင်ဖြစ်နေရဆိုရင်တော့မိမိကရောင်ချယ်ပါတဲ့စီးတချို့ကိုတောက်သုံးနေသလားဆိုတာကျွန်တော်ဆန်းစစ်တင်ပါတယ်အထူးသဖြင့်ကျွန်တော် vitamin B complex ပေါ့နော် vitamin B မျိုးစုံပါတဲ့ကျွန်တော်ဒီလိုမျိုးအားဆေးတွေပြီးတော့ကျွန်တော်ဆေးဝါးတွေမဟုတ်ဘဲနဲ့ကျွန်တော်စားတဲ့အစားအသောက်တွေနဲ့သက်ဆိုင်တတ်ပါတယ်ဥပမာအဖြစ်ပြောရမယ်ဆိုရင်ခါကျဲဥမှာဆိုရင်ကျွန်တော် beta carotene လို့ခေါ်တဲ့ကျွန်တော်ဒီရောင်ချယ်တစ်မျိုးပါတာပေါ့နော်အဲ့ဒါအများကြီးစားမိတဲ့ခါမျိုးမှာဆိုရင်ကျွန်တော်ဒီစီးရောင်ကဒီလိုမျိုးလိမ်မော်ရောင်ဘက်သွားတတ်ပါတယ်ဒီမိမိကဒီလိုမျိုးရောင်ချယ်ပါတဲ့အစားအသောက်တွေဆေးဝါးတွေကိုမိခိုနေရာမျိုးမရှိဘဲနဲ့ပေါ့နော်စီးရောင်ကဒီလိုမျိုးလိမ်မော်ရောင်တန်းနေတယ်ဆိုရင်လည်းကျွန်တော်သတိထားပါမယ်ဘာကြောင့်လဲဆိုတော့အဲ့လိုအချိန်မှာကျွန်တော်ဒီတဲချေအိတ်ပေါ့နော်တဲချေအိတ်နဲ့ကျွန်တော်ဒီအသေးမှာပြဿနာတစ်ခုဖြစ်နေနိုင်ပါတယ်ကင်းတင်းရဲ့စီးရောင်ပေါ့နော်ကျွန်တော်အပန်းရောင်ဒါမှမဟုတ်အနီရောင်ဖြစ်နေတယ်ဆိုရင်ကျွန်တော်ဒီစီးထဲမှာပေါ့နော်ကျွန်တော် RBC လို့ခေါ်တဲ့ကျွန်တော်ဒီသွေးညှိဦးလေးတနည်းအားဖြင့်ပြောရမယ်ဆိုရင်တော့ကျွန်တော်စီးထဲမှာသွေးပါနေနိုင်ပါတယ်စီးထဲမှာသွေးပါစီတဲ့အကြောင်းရင်းကတော့ကျွန်တော်အများကြီးရှိပါတယ်ကျွန်တော်အထူးသဖြင့်ပေါ့နော်ဒီကြောက်ကတ်နဲ့ကျွန်တော်စီးလန်းကြောင်းတစ်လျှောက်မှာကျွန်တော်ကြောက်တယ်တာပေါ့နော်အဲ့လိုမျိုးကြောက်တယ်တဲ့ခါမျိုးမှာဆိုရင်ဒီကြောက်ကတ်နဲ့စီးလန်းကြောင်းတစ်လျှောက်မှာသူတို့ရဲ့နံရံတွေကိုဒီစီးကြောက်ကပေါ့နော်ကျွန်တော်တွားပြီးတော့ပုတ်တိုက်မိတဲ့ခါမျိုးမှာဆိုရင်အဲ့ကနေပြီးတော့ကျွန်တော်သွေးတွေယိုစိမ့်လာပြီးတော့ကျွန်တော်စီးထဲမှာသွေးပါလာနိုင်ပါတယ်ခင်ဗျာနောက်တစ်ခုကတော့ကျွန်တော်ဒီ infections လို့ခေါ်တယ်ကျွန်တော်ပိုးဝင်တာပေါ့နော်ကျွန်တော်အထူးသဖြင့်ကျွန်တော် urinary tract infection လို့ခေါ်တယ်ကျွန်တော်ဒီစီလန်းကြောင်းပိုးဝင်တာပေါ့နော်အဲ့လိုမျိုးအခြေအနေမှာဆိုရင်ကျွန်တော်စီးထဲမှာသွေးပါနိုင်ပါတယ်ပြီးတော့မျိုးသမီးတွေယာတီလာတဲ့ခါမျိုးမှာဆိုရင်ဒီယာတီသွေးနဲ့ကျွန်တော်စီးနဲ့ကျွန်တော်ထိသွားပြီးတော့စီးထဲမှာသွေးပါလာသလိုမျိုးကျွန်တော်ပုံစံဖြစ်နေနိုင်ပါတယ်ဒါပေမဲ့မိမိရဲ့စီးရောင်ကဒီလိုမျိုးအပန်းရောင်ဒါမှမဟုတ်ကျွန်တော်အနီရောင်ဖြစ်တိုင်းကျွန်တော်စီးထဲမှာသွေးပါတယ်လို့ကျွန်တော်မဆိုလိုပါဘူးကျွန်တော်တခြားသောအခြေအနေတွေဖြစ်နေပါတယ်ကျွန်တော်တချို့တော့ဆေးဝါးတွေကလည်းစီးရောင်ကိုကျွန်တော်အပန်းရောင်ဒါမှမဟုတ်ကျွန်တော်အနီရောင်ဖြစ်စေနိုင်ပါတယ်ပြီးတော့ကျွန်တော်အစားတောက်ပေါ့နော်အထူးသဖြင့်ကျွန်တော်အနီရောင်ရောင်ချဲပါတဲ့အစားတောက်ပေါ့နော်ဥပမာအဖြစ်ပြောမယ်ဆိုရင်ငကမောက်တီးပေါ့နော်အဲ့လိုမျိုးအသီးတွေစားတာများတဲ့ခါမျိုးမှာဆိုရင်ကျွန်တော်စီးရကျွန်တော်မျိုးအရောင်တွေပြောင်းလာနိုင်ပါတယ်ခင်ဗျာနောက်တစ်ခုကကျွန်တော်စီးရောင်ကကျွန်တော်ကိုလာအရောင်ဒါမှမဟုတ်ကျွန်တော်လက်ဖက်ကြအရောင်ဖြစ်နေတယ်ဆိုရင်ဒါဖြစ်နေတဲ့အများဆုံးကတော့ကျွန်တော် rhabdomyolysis လို့ခေါ်တာပေါ့နော်။ဒါကပါလို့ဆိုလိုရလဲဆိုတော့လူတယောက်ကကျွန်တော်အပြင်းအထန်ကျွန်တော်လေ့ကျင့်ခန်းလုပ်တဲ့အခါမျိုးမှာဆိုရင်ပေါ့နော်။သူတို့ပြင်ကျွန်တော်ဒီမာရသွန်ပြိုင်ပွဲတွေကျွန်တော်အရန်ပြင်းထန်တဲ့ exercise မျိုးလုပ်တဲ့အခါမျိုးမှာဆိုရင်ဒီခန္ဓာကိုယ်ကကြွက်သားတွေကပေါ့နော်။အများကြီးပြိုကွဲပြီးတော့ဒီလိုမျိုး muscle တွေကျွန်တော် break down ဖြစ်တဲ့အခါမျိုးမှာဆိုရင်ကျွန်တော်စီးထဲမှာဒီလိုမျိုးကိုလာအရောင်ဒါမှမဟုတ်ရင်ကျွန်တော်လက်ဖက်ကြအရောင်ဖြစ်နေရပါတယ်ဒီတော့အကယ်၍မိမိကပြင်းပြင်းထန်ထန်လေ့ကျင့်ခန်းတမျိုးမျိုးလုပ်ပြီးတဲ့အခါမျိုးမှာစီးရောင်ကဒီလိုမျိုးကိုလာအရောင်ဒါမှမဟုတ်ရင်ကျွန်တော်လက်ဖက်ကြအရောင်မျိုးဖြစ်သွားတယ်ဆိုရင်တော့ဒါကမပေါ်စားတင်ပါဘူးစိတ်ယုံစိတ်ခံကိုချက်ချင်းသွားတင်ပါတယ်ခင်ဗျာဘာလို့လဲဆိုတော့ဒါအသက်အန္တရာယ်ဖြစ်သွားနိုင်ပါတယ်နောက်တစ်ခုကတော့ကျွန်တော်စီးရအောင်ကကျွန်တော်ကြီးကြီးလေးလေးမရှိဘဲနဲ့ကျွန်တော်နှောက်နေတဲ့အခါမျိုးမှာဆိုရင်ကျွန်တော်ဘာလေးဖြစ်နေရလဲဆိုတော့အဓိကအဖြစ်ကျွန်တော်အရှိမပြောသလို urinary tract infection လို့ခေါ်တဲ့ကျွန်တော်စီးလန်းကြောင်းပိုးဝင်တဲ့အခါမျိုးမှာဆိုရင်ဒီမျိုးစီးနှောက်နေနိုင်ပါတယ်အဲ့လိုမျိုးကျွန်တော်စီးလန်းချောင်းပိုးဝင်တဲ့လူနာတွေဆိုရင်ကျွန်တော်ဒီစီးနောက်တာအပြင်ပေါ့နော်ကျွန်တော်စီးလန်းချောင်းပိုးဝင်တဲ့လက္ခဏာတွေဖြစ်တဲ့စီးကျင်တာစီးအောင်တာပေါ့နော်ကျွန်တော်စီးပူတာစတဲ့လက္ခဏာတွေလည်းကျွန်တော်ပါရှိနိုင်ပါတယ်အထူးသဖြင့်ကျွန်တော် diabetes လို့ခေါ်တဲ့ဒီစီးချိုယောဂရှိတဲ့လူတွေမှာဆိုရင်ဒီလိုမျိုးစီးလန်းချောင်းပိုးဝင်တာကျွန်တော်ပို့ပြီးတော့ဖြစ်နိုင်ခြင်းများပါတယ်စီးချိုယောဂတဲ့မှာကျွန်တော်ဒီစီးနဲ့ရေနဲ့ပတ်သက်ပြီးတော့ကျွန်တော်လက္ခဏာတစ်ခုရှိပါအဲ့ဒါပါလဲဆိုတော့
ကျွန်တော်ရေအများကြီးတောက်တာပေါ့နော်ရေခဏခဏငတ်ပြီးတော့ရေအများကြီးတောက်တယ်ပြီးတော့စီးကလည်းတအားပေါ်တာပေါ့နော်စီးတွေခဏခဏသွားတယ်အများကြီးသွားတယ်ပေါ့နော်ဒါကတော့စီးချိုယောဂတဲ့နဲ့ပတ်သက်ပြီးတော့ကျွန်တော်မသားစရာတချို့ပေါ့နော်နောက်ဆုံးတစ်ခုကတော့ကျွန်တော်စီးကြောင်တော့ပုံမှန်ပဲဒါပေမဲ့ကျွန်တော်စီးသွားတဲ့အခါမျိုးမှာကျွန်တော်အမြုပ်တွေအများကြီးထနေတဲ့အခြေအနေမျိုးဆိုရင်ကျွန်တော်ဘာဖြစ်လာနိုင်တာလဲဆိုတော့ပတ်သက်ပြီးတော့ဒီဗီဒီယိုကြည့်ပါခင်ဗျာဒီဗီဒီယိုမှာတော့စီးထဲမှာအမြုပ်ပါနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဘယ်လိုမျိုးအခြေအနေတွေမှာဖြစ်နိုင်ရလဲပြီးတော့ကျွန်တော်စိုးရင်ရသလားဆိုတာနဲ့ပတ်သက်ပြီးတော့အသေးစိတ်ရှင်းပြထားပါတယ်ခင်ဗျာစိတ်ဝင်စားရင်ဆက်ပြီးတော့ကြည့်ရရပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ